အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့စီရိုနာဟိုတယ်ရန်ကုန်ရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာစီရိုနာဟိုတယ်ရန်ကုန်မှာကျွန်တော်တို့နှစ်ဖြန်28ရက်3လ2026မှာပေါ့နော်မနက်7:00ကနေည9:00နာရီအထိကျွန်တော်တို့အေးမြသူ luxury jewelry ရဲ့စိန်တဲ့ကြောက်တဲ့အထူးအယောင်ပွဲလေးရှိပါတယ်ခင်ဗျာကျွန်တော်တို့ချစ်တဲ့မိတ်ဆွေတူဦးစီးတိုင်းကိုဖိတ်ခေါ်ပါတယ်ခင်ဗျာလိုက်လဲစွာကြိုဆိုပါတယ်ခင်ဗျာကျွန်တော်တို့ဒီစီရိုနာဟိုတယ် green ballroom ရဲ့ကျွန်တော်တို့ဒီ boot number ပေါ့နော် G10 မှာကျွန်တော်တို့အေးမြသူ luxury jewelry ရှိနေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အေးမြသူ luxury jewelry ရဲ့စိန်တဲ့6တဲ့အထူးဆိုတဲ့အတိုင်းစိန်တဲ့6တဲ့တစ်မျိုးဝယ်ယူအားပေးတာနဲ့ကျွန်တော်တို့ငွေသားလက်ဆောင်သသိန်းရရှိမှာဖြစ်ပါတယ်ခင်ဗျာတစ်မျိုးဝယ်ရင်သသိန်း2မျိုးဝယ်တာနဲ့2သိန်းဖြစ်သွားမှာပါကျွန်တော်5မျိုးဝယ်ရင်5သိန်းပေါ့နော်ငွေသားလက်ဆောင်တွေများစွာရရှိမှာဖြစ်ပါတယ်ခင်ဗျဒါအပြင်ကျွန်တော်တို့ဝယ်ယူအားပေးသူတိုင်းကို VIP member card တွေကိုလည်းလက်ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ချစ်တဲ့မိတ်ဆွေတူဦးတယောက်စီတိုင်းကိုနှွေးထွေးစွာကြိုးစားနေပါတယ်ခင်ဗျအားလုံးကျေးဇူးပါခင်ဗျ